နေတိုင်းလိုစားနေကြအားလေးတုံးထဲမှာအာဟာရတမိုင်းနဲ့အနာဂတ်တိတ်နက်တွေပြီးနှက်နေတဲ့ဘလောက်တောင်ဆုံးရင်စားစရာကောင်းတဲ့ဇလန်းတွေရှိနေလဲဆိုတာဒီနေ့အတူတူကြည့်ကြအောင် ကဲအရင်ဆုံးလူတော်တော်များများတီးကျင်ကြတယ်မေခွန်းတစ်ခုနဲ့ဆော်လိုက်ရအောင်အာဟာရတဲ့ဒီအလုံးကတကယ်ပဲအခွာမှာပဲရှိနေတာလား အများစုကတော့ဟုတ်တယ်လို့ပဲထင်ကြတာပေါ့ဒါပေမဲ့တိတ်ပံနီးကြလေးလာချက်တွေကပြောနေတာကတစ်မျိုးပြတော်တော်လေးကိုအံ့ဩစရာကောင်းတယ်ကဲဘာတွေလဲဆိုတာကြည့်လိုက်ကြအောင် ဒီမှာကြည့်လိုက်ရင်အမြန်တကတော့အခွန်နဲ့အသားမှာအတူတူလောက်ပါပဲเนาะဒါပေမဲ့အော်ဒီမှာကြည့် potassium တို့ vitamin C တို့လိုအရေးကြီးတဲ့အာဟာရဓာတ်တွေကြတော့အများစုကြီးကအသားထဲမှာပဲရှိနေတာဆိုတော့အာဟာရအပြည့်အဝရချင်ရင်တော့အာလူးကိုအခွန်ရောအသားရောစားတာကအကောင်းဆုံးပါပဲ ကဲအာဟာရအပိုင်းကနေခဏလေးခွာပြီးတော့ဒီအာလူးကကမ္ဘာတမိုင်းကိုဘလူးတောင်လွှမ်းမိုးခဲ့တယ်လေဆိုတဲ့အပိုင်းကိုတစ်ချက်ကြည့်လိုက်ကြအောင် အာလူးရဲ့ခရီးကတော်တော်ရှိတယ်နှစ်ပေါင်း1000လောက်ရှိပြီအစတော့တောင်အမေရိကန်တိုက်ကနေပေါ့နောက်16ရာစုလောက်မှာစပိန်လူမျိုးတွေကအော်ရောဘကိုယူတော့ကြတယ်အခုချိန်မှာတော့လားကမ္ဘာတဝန်းလုံးမှာမျိုးကွဲပေါင်း9000ကျော်နဲ့ဓမင်းစားပွဲတိုင်းရဲ့အဓိကအစားအစာတစ်ခုဖြစ်နေပြီ โอเคအတိတ်ကနေအခုလက်ရှိခေတ်ကိုပြန်လာကြည့်အောင်ဒီနေ့ခေတ်မှာအာလူဆိုတာဘလို့တောင်ကြီးမားတဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်နေပြီလဲဆိုတာကိုတွေ့ရမှာပါ အမေရိကန်မှာဆိုရင်တော့ဗျအာလူစိုက်ပျိုးရေးကိုအိုင်ဒါဟိုပြည်နယ်ကဦးဆောင်နေတာ USDA ရခိုင်မှန်းချက်တယ်ရဆိုရင်ပေါ့သူ့နောက်မှာတော့ Washington နဲ့ Wisconsin တို့ကအဆင့်လိုက်ပဲဒီပြည်နယ်တွေကဗေဒနိုင်ငံလောင်ရဲ့အာလူထုတ်လုပ်မှုကိုမောင်းနေနေတာလို့ပြောလို့ရတယ် တနှစ်အတွင်းအမေရိကတနိုင်ငံတည်းကထွက်တဲ့အာလူးပမာဏက100 weight ဖောင်း410တန်းကျော်တယ်နေတဲ့ကင်းကနာမော်မှုနော်ဒီလောက်များတဲ့ပမာဏကအာလူးရဲ့စီးပွားရေးဆိုင်ရာအရေးပါမှုကိုကောင်းကောင်းကြီးပြနေတာပဲ ဒီလောက်အများကြီးထုတ်လို့နေရအောင်ဘလို့များစီမံခန့်ခွဲနေကြလဲအပြေကတော့ရှင်းရှင်းလေးပါပဲနေပြီနေရပေါ့အဲ့တော့စိုက်ခင်းတဲ့ကိုနေပြီနေရပဲဘယ်လိုရောက်လာသလဲဆိုတာကြည့်လိုက်ကြရအောင် အရင်တော့ဆိုတာက2000ပေါင်းများစွာတိုင်းအောင်ပေါ့စိုက်ပျိုးရေးဆိုတာမြေရဲ့တပါကိုနားလဲဖို့ယာတိဥတုကိုဖတ်တတ်ဖို့အဲ့ဒါပဲလေ ဒါပေမဲ့အခုခေတ်မှာတော့အဲ့ဒါတွေအပြင် data ကိုပါဖတ်တတ်ဖို့လိုလာပြီဟုတ်တယ်စက်ပြိုးရေးကဒီပညာနဲ့ data ကိုအဓိကသုံးတဲ့လုပ်ငန်းတစ်ခုအဖြစ်တဖြည်းဖြည်းပြောင်းလဲလာနေပြီ ဒီပုံကိုကြည့်လိုက်ရင်နိပညာကုမ္ပဏီတစ်ခုရဲ့ flow chart လို့ထင်စရာပဲနော်ဒါပေမဲ့မဟုတ်ဘူးဗျာဒါက kit me အာလူစိုက်ခင်းတစ်ခုရဲ့ data တွေဘယ်လိုစီးဆင်းနေလဲဆိုတာကိုပြတာပုံစံလေတုံဇက်ကနေအာကာသကျွဲတို့အထိအချက်လက်တွေအလုံးကိုစုစည်းဖိုက်ချစစ်ဖြားပြီးအထွန်းလုံးအကောင်းလုံးဖြစ်အောင်အထုံးချက်နေကြတာ အဲ့ဒါကိုပဲဒီကြစိုက်ပျိုးရေးလို့ခေါ်ကြတာပေါ့အဓိကတော့အဆင့်3ဆင့်ပဲပထမဆုံးဂျိုတူလေး drone တွေနဲ့လိုအပ်တဲ့ data တွေကိုစုတယ်ပြီးရင်အဲ့ဒီ data တွေကို AI သုံးပြီးပိုင်းခြားစစ်ဖြားတယ်ဘယ်နေရာမှာဘာလိုအပ်နေလဲဆိုတာသိအောင်ပေါ့နောက်ဆုံးဆင့်ကတော့လိုအပ်တဲ့ရေနဲ့အာဟာရတွေကိုစက်ရုံနည်းကညာနဲ့လိုအပ်တဲ့နေရာလေးမှာတင်ဒီဒီကြကြသုံးတာပဲ ဒါပေမဲ့ဒီလိုအစင်မြင့်နေမညာတွေကိုလက်ခံကျင့်သုံးဖို့ကြတော့လဲအများအားအဆင်မပြေဘူးစိန်ခေါ်မှုတွေရှိနေတော့ပဲဥပမာရင်းနှီးမြှုပ်နှံလိုက်ရင်အကျိုးမြတ်ကတကယ်ရောပြန်ရပါမလားဆိုတာမသေးချတာမျိုးနီးမညာအသုံးရတာရှုပ်ထွေးနေတာမျိုးပြီးတော့ data တွေကမကျူတဲ့စနစ်တွေကြမှာချိတ်ဆက်ရခန့်တာမျိုးတွေပေါ့စဉ်းစားကြည့်တယ်တောင်သူတယောက်ရဲ့ data တွေကမတူညီတဲ့ပေါ်တယ်ပေါင်းဆန်စီကျော်လောက်မှပြန်ကျန်းနေနိုင်တယ်ဆိုတော့တော်တော်ကောင်းစားရတဲ့ကိစ္စပဲ ကဲဒီလောက်အထိလဲလာပြီးတော့အစခဲ့တဲ့ကျွန်တော်တို့ရဲ့ server ပေါ်ကအာလူတစ်လုံးစီကိုပဲပြန်သွားကြည့်ရအောင် အာဟာရကစားလို့တော့တမိုင်းခေတ်မီစက်မှုလုံနာနေတာကနီးပညာအထိဒီရိုးရိုးလေးလို့ထင်ကြတဲ့အာလူတစ်လုံးဟာကျွန်တော်တို့ရဲ့အတိတ်ကိုပုံဖော်ခဲ့တယ်လို့ပဲအနာဂတ်ကိုလည်းဆက်ပြီးပုံဖော်နေအောင်ပါဆိုတော့နောက်ဆုံးမေးစရာရှိတာကကျွန်တော်တို့ဖန်တီးခြင်းရဲ့အစားအစာရဲ့အနာဂတ်ကတော့ဘယ်လိုအရာမျိုးဖြစ်တင်တယ်လဲဆိုတာပါပဲ